မဝေးတော့တဲ့အနာဂတ်တွင်အစုလိုက်အပြုံလိုက်အလုံးလက်မဲ့ဖြစ်မှုအိုးမဲ့အိမ်မဲ့ဖြစ်မှုနှင့်ပြည်တွင်းမငြိမ်သက်မှုများကြောင့်လော့စ်အိန်ဂျလိစ်မြို့သည်ရာဇဝတ်မှုကတ်ဆိုးတစ်ခုနှင့်ရင်ဆိုင်နေရပါသည်။ထောင်များတွင်လူဦးရေရှမ်းနေသဖြင့်အကြမ်းဖက်ရာဇဝတ်ကောင်များကိုကန့်သတ်ရန်ရက်စုံများကိုသတ်မှတ်လိုက်ပါတယ်။သို့တော်လည်းတာဝန်ထမ်းဆောင်ရင်းရဲအရာရှိရာပေါင်းများစွာနေ့စဉ်အသက်ပေးနေရဆဲဖြစ်ပါတယ်။ထို့ကြောင့်အစိုးရသည်တရားသူကြီးဂျူရီနှင့်ပြစ်ဒဏ်စီရင်သူအဖြစ်အတုမဲ့ဉာဏ်ရည် AI ကိုအသုံးပြုပြီးမယ်စီတရားရုံးကိုဖွဲ့စည်းလိုက်ပါတယ်။၎င်းသည်ရှေ့လျားသောတရားစီရင်မှုများကိုလျှော့ချပေးပြီးတန်တရားရှိသူများကိုပြစ်မှုကျူးလွန်ပြီးနိုင်ပိုင်းအတွင်းစီရင်ချက်ချပါတယ်။ AI သည်တန်တရားရှိသူများကိုအပြစ်မရှိကြောင်းသက်သေမပြမချင်းအပြစ်ရှိသူဟုသာအမြဲယူဆပါတယ်။နှစ်ကြာတွင်ဤစီမံကိန်းသည်လူ18ဦးကိုကွပ်မျက်ခဲ့ပြီးရာဇဝတ်မှုကို68%လျှော့ချနိုင်ခဲ့ကအခွန်ငွေဘီလီယံပေါင်းများစွာကိုသက်သာစေပြီးလူများကိုပြန်လည်လုံခြုံသည်ဟုခံစားရစေပါတယ်။တရားခွင်တစ်ခုတွင်ဆုံတော့ခရစ်တီရှေ့ရှိစခရန်ပေါ်တွင်မယ်စီစီမံကိန်းကြောင့်ကြော်ညာဗီဒီယိုပြသနေစဉ်ကလခိုင်တစ်ခု၌ချီနှောင်ခံထားလျက်နှိုးလာပါတယ်။ရုတ်တရက် AI တရားသူကြီးမတ်တော်သည်စခရန်ပေါ်တွင်ပေါ်လာပြီးခရစ်၏သွေးထဲကအရက်ပမာဏကျဆင်းသွားပြီဖြစ်၍တရားစီရင်မှုကိုစတင်နိုင်ပြီဟုကြေညာပါတယ်။သူသည်6နာရီကြာသတိမေ့နေခဲ့ကြောင်းပြောပြီးအမှန်တိုင်းပြောဆိုရန်ကြိမ်ဆိုခိုင်းပါတယ်။ခရစ်ချိန်ဆိုပြီးနောက်မတ်တော်ကသူ့ကိုဇနီးဖြစ်သူအားတတ်မှုဖြင့်ဆွဲချက်တင်ထားကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ခရစ်၏အိမ်သို့ရဲအဖွဲ့ဝင်များသည်ဝင်ရောက်သွားသည့်ဘော်ဒီကင်မရာကိုဗီဒီယိုကိုပြသလိုက်ပါတယ်။သို့သောသူတို့သည်ခရစ်၏နီကိုကိုကျမ်းမြံပေါ်တွင်သွေးအိုင်ထဲ၌တွေ့ရပြီးသူတို့၏သမီးလေးဘရစ်ကဘေးတွင်ငိုနေပါတယ်။နီကိုသည်ဓားဖြင့်ထိုးခံထားရပြီးညီသူလုပ်သည်နည်းဟုရဲများကမေးတော့ခရစ်ဟုဖြေကြားပါတယ်။ခရစ်သည်ထိုဗီဒီယိုကိုကြည့်ရင်းထိတ်လန့်သွားပြီးမိမိနာမည်ကိုကြားတော့စိတ်လွတ်ကိုယ်လွတ်ဖြစ်သွားပါတယ်။နီကိုဓားထုတ်ခံရချိန်တွင်ခရစ်တဦးတည်းသာအိမ်၌ရှိနေကြောင်းမတ်တော်ကဆိုပါတယ်။ခရစ်ကသူမက AI လိမ်နေသည်ဟုထင်သဖြင့်အင်တာနက်တွင်ရှာဖွေခြင်းရာသတင်းများတွင်သူ၏အမည်ကပြန့်နှံ့နေပြီဖြစ်ပါတယ်။သူတို့ဟာခရစ်၏ဖမ်းခံရမှုနှင့်မယ်စီစီမံကိန်းအပေါ်သူ၏ထောက်ခံမှုတို့အကြောင်းဆွေးနွေးကြပါတယ်။ခရစ်နှင့်သူ၏လုပ်ဖော်ကိုင်ဘက်ဂျက်တို့သည်မယ်စီတရားခွင်တွင်ပထမဆုံးစီရင်ချက်ချခံရသည့်လူသက်သမားဒေးဗစ်ကိုဖမ်းဆီးခဲ့ပူပါတယ်။ထို့နောက်မတ်တော်ကသူ့ကိုအပြစ်ရှိမရှိမေးရာခရစ်ကအပြစ်မရှိကြောင်းထွက်ဆိုလိုက်ပါတယ်။သို့တော်လည်းအထောက်အထားများအရသူအပြစ်ရှိနိုင်ချိန်မှာ69.5%ရှိနေသည်ဟု AI ကတွက်ချက်ထားပါတယ်။သူသည်ကွပ်မျက်ခံရခြင်းမှလွတ်မြောက်ရန်90မိနစ်အတွင်းထိုရာခိုင်နှုန်းကို62%အောက်သို့လျှော့ချရမည်ဖြစ်ပြီးဥပဒေအရလူတိုင်းနှင့်ကုမ္ပဏီတိုင်းချိတ်ဆက်ထားရသည့်သတင်းအချက်အလက်အားလုံးကိုသူအသုံးပြုနိုင်ပါတယ်။အကယ်၍သူရှုံးနိုင်ပါကကလပ်ထိုင်မှအတန်လိုင်းဖြင့်သူ့ကိုတတ်မှာဖြစ်ပါတယ်။သခရင်ပေါ်တွင်အချိန်မှနာရီပေါ်လာပြီးမတ်တော့ကအထောက်အထားများကိုစတင်စစ်ဆေးပါတယ်။ခရစ်သည်မနက်8:51တွင်အလုပ်သို့ရောက်လာတော့လဲကားထဲမှမထွက်ဘဲအိမ်သို့ပြန်သွားခဲ့တယ်။နီကိုကတကားဖွင့်ပေးရန်ညှင်းဆိုပြီးရှေ့နေမှတဆင့်စကားပြောရန်ပြောခဲ့ပါတယ်။စိတ်ပြတ်နေသောခရစ်သည်ကင်မရာကိုလက်သီးဖြင့်ထိုးပြီးသူ၏ကိုယ်ပိုင်တော့ဖြင့်တကားဖွင့်ခဲ့ပါတယ်။နီကိုကတကားမပိတ်မီသူ့ကိုတွန်းထုတ်ရန်ကြိုးစားခဲ့ပါတယ်။မတ်တော့ကဗီဒီယိုကိုအမြန်နှုန်းဖြင့်ပြသခါခရစ်သည်အိမ်ထဲတွင်26မိနစ်ကြာရှိနေခဲ့ကြောင်းရှင်းပြပါတယ်။သူထွက်သွားပြီးမကြာမီသမီးဖြစ်သူဘရစ်အိမ်ပြန်ရောက်လာပြီးအော်ဟစ်ခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုများအရနီကိုသည်လက်ရာတန်သူတဦး၏ထိုးနှက်မှုကိုခံခဲ့ရခြင်းဖြစ်ပြီးဒဏ်ရာတစ်ချက်တည်းကပင်သူမ၏ကြောရိုးနှင့်အသည်းကိုထိခိုက်စေခဲ့ပါတယ်။ခရစ်၏အဝတ်အစားများတွင်နီကို၏သွေးသားများကိုတွေ့ရှိရပါတယ်။အိမ်မှထွက်လာပြီးနောက်ခရစ်သည်အရက်ဆိုင်သို့သွားတောက်ခဲ့ပါတယ်။အရက်ဆိုင်လုံခြုံရေးကင်မရာမှဗီဒီယိုတွင်မူးယူနေသောခရစ်သည်သူတို့ဖမ်းဆီးရန်ကြိုးစားသည့်ရဲများကိုပြန်လည်တိုက်ခိုက်ပြီးလျှက်စစ်သေနတ်များဖြင့်ပင်ပြစ်ခတ်ခဲ့ရသည်ကိုပြသပါတယ်။သို့သောခရစ်သည်ထွက်ပြေးပြီးလမ်းသွားလမ်းလာတဦး၏ကားကိုလုယူရန်ကြိုးစားခဲ့တော်လဲရဲများကဝိုင်းဖမ်းပြီးသတိလစ်အောင်လုပ်ခဲ့ပါတယ်။ခရစ်သည်ရင်းတို့ကိုမမှတ်မိပဲမတ်တော့က၎င်းမှအရက်ကြောင့်ဟုအပြစ်တင်ပါတယ်။သူသည်သမီးဖြစ်သူဘရစ်နှင့်စကားပြောချင်တော်လဲတရားစီရင်မှုတွင်လူကြီးများကိုသာခေါ်ယူခွင့်ရှိပြီးအရွယ်မရောက်သေးသူများကိုချန်လှပ်ထားပါတယ်။လောလောဆယ်တွင်သူမသည်သူမ၏အဖိုးအဖွားများနှင့်အတူရှိနေပါတယ်။သို့တော်လည်းတေဆုံးသူနှင့်ရင်းနှုတ်သူဖြစ်ပါကဝမ်းနဲ့ပူဆွေးချိန်တွင်ဖုန်းခေါ်ဆိုရန်မက်ဆေ့ပို့နိုင်ပါတယ်။ခရစ်သည်မည်သို့ပြောရမှန်းမသိသဖြင့်မတ်တော့ကိုသာအလိုအလျောက်မက်ဆေ့ပို့ခိုင်းလိုက်ပါတယ်။ထို့ပြင်ရာဇဝတ်သားသည်သူ၏အုပ်ထိန်းသူစပွန်ဆာနှင့်စကားပြောခွင့်ရှိပါတယ်။အရက်ပြတ်သူများအသင်း AA မှ Rob ၏ဗီဒီယိုတစ်ခုပေါ်လာပြီးခရစ်အရက်ပြန်တောက်ချင်စိတ်ပေါ်လာခြင်းတွင်သူ့ကိုဖုန်းမဆက်သည့်အတွက်ဆူပူပါတယ်။ Rob သည်နီကိုနှင့်အတူအလုပ်လုပ်သူဖြစ်ပြီးနီကိုအလုပ်မဆင်းသောကြောင့်ရဲကိုဖုန်းဆက်ခဲ့သူဖြစ်ပါတယ်။ ဗ
ဗီဒီယိုအပြီးတွင်မတ်တော့ကထိုဇနီးမောင်နှံ၏အကြောင်းကိုပြန်ပြောပြပါတယ်ခရစ်နှင့်နီကိုတို့သည်လွန်ခဲ့သောအနှစ်20ကစတင်တွဲခဲ့ကြပြီး3နှစ်အကြာတွင်လက်ထပ်ခဲ့ပါတယ်တစ်နှစ်အကြာတွင်ဘရစ်ကိုမွေးဖွားခဲ့ပြီးခရစ်၏လောက်ပေါ်ကိုင်ဘတ်ရေတာဝန်ထမ်းဆောင်ရင်တည်ဆုံးသွားချိန်တွင်ခရစ်ကအရက်ပြန်တော့ရမှမိသားစုဘဝစတင်ပျက်စီးခဲ့ပါတယ်နီကိုသည်ကွာရှင်းရန်စတင်စဉ်းစားခဲ့ပြီးသူမ၏မက်ဆေ့များအရာခရစ်သည်လွန်ခဲ့သော6လအတွင်း58ကြိမ်တိုင်စိတ်တိုးဒေါသထွက်ခဲ့ကြောင်းသိရပါတယ်တခြားဗီဒီယိုတစ်ခုတွင်ဘရစ်သည်ခရစ်မသိသောယောက်ျားလေးတစ်ဦးနှင့်စကားပြောနေသည်ကိုတွေ့ရပါတယ်ဘရစ်တွင်သူမ၏ပါတီဝတ်စုံများတင်သည့်လိုအပ်ဆိုရှယ်မီဒီယာအကောင့်များရှိနေသည်ကိုလည်းတွေ့ရပါတယ်သူမကသူမ၏အမေငိုနေပြီးအဖေကအမြဲတမ်းရမ်းကားနေကြောင်းတငယ်ချင်းများကိုပြောနေပါတယ်ထိုအချိန်တွင်ဘရစ်ကခရစ်စတန်ဖုံးလာပြီးစိတ်ဓာတ်ကြကငိုယိုသဖြင့်ခရစ်ကသူ့နီကိုကိုမတက်ခဲ့ကြောင်းနဲ့အထင်မှားပြီးအဖမ်းခံရခြင်းဖြစ်ကြောင်းနှစ်သိမ့်ပါတယ်ကံမကောင်းစွာဖြင့်ဘရစ်၏အဖိုးကဖုံးကိုအတင်းချခိုင်းလိုက်ပါတယ်မတ်တော့ကခရစ်ကိုအချိန်1နာရီနှင့်10မိနစ်သာကြာတော့ကြောင်းအသိပေးပါတယ်ခရစ်သည်အခင်းဖြစ်ပွားရာနေရာ၌ရှိနေသေးဖြစ်သောဂျက်ထံဖုံးဆက်လာပါတယ်ခရစ်သည်စခရင်ပေါ်ရှိအမှုတွဲဖိုင်အားလုံးကိုစစ်ဆေးပြီးဂျက်ကိုအိမ်အနှံ့လိုက်ပြခိုင်းပါတယ်ဂျက်၏ဗီဒီယိုပေါ်တွင်အခင်းဖြစ်ပွားရာနေရာကိုပြန်လည်ပုံဖော်မှုတစ်ခုပေါ်လာပါတယ်အဲခဲတွင်ကွဲနေသောပန်းအိုးတစ်လုံးရှိပြီး၎င်းမှာခုခံရမှပျက်စီးသွားခြင်းဖြစ်နိုင်ပါတယ်မြို့ပေါ်ကြောင်တွင်ဘရစ်၏သွေးဆုံးနေသောခြေရာများနှင့်နေရန်ပေါ်ရှိသွေးဆုံးမှုများကိုတွေ့ရပြီးရုံးရင်းဆန်ကပ်ဖြစ်ခဲ့ကြောင်းဖော်ပြနေပါတယ်။ဗကန်ပြားခွဲတစ်ခုကနီကိုခုခံရန်ကြိုးစားခဲ့ကြောင်းပြသနေပြီးဓာတ်အဆုံထဲမှပျောက်နေသောဓာတ်တစ်ချောင်းမှာလည်းလူသက်လက်နက်နှင့်တူညီနေပါတယ်။ထိုဓာတ်ပေါ်တွင်ခရစ်၏လက်ပွေများရှိနေသောလည်းခရစ်ကသူဟင်းချက်ရာတွင်တုံးထားခြင်းဖြစ်သည်ဟုရှင်းပြပါတယ်။ခရစ်နှင့်ကိုက်ညီသောအမြင်များသပင်အရေပြားနှင့် DNA များကိုလည်းတွေ့ရှိရပါတယ်။ထို့နောက်ခရစ်သည်နီကို၏ဖုံးမှတ်တမ်းကိုစစ်ဆေးပါတယ်။သူတို့ရန်ဖြစ်ပြီးနောက်နီကိုမက်ဆေ့ပို့နေသည်ကိုသူမြင်ခဲ့သည်ဟုမှတ်မိနေသောကြောင့်ဖြစ်တယ်။သို့သောထိုအချိန်တွင်ပို့ထားသောမက်ဆေ့သို့မဟုတ်ဖုန်းခေါ်ဆိုမှုဟာမရှိပါဘူး။ထို့ကြောင့်ခရစ်ကသူမ၏အလုပ်ဖုန်းအကြောင်းကိုမေးလိုက်ပါတယ်။မတ်တော်သည်ဒုတိယဖုန်းရှိမှန်းမသိခဲ့သဖြင့်ခရစ်၏ဖုန်းခေါ်ဆိုမှုမှတ်တမ်းမှတစ်ဆင့်ထိုနံပါတ်ကိုရယူကာဖုန်းခေါ်ကြည့်ပါတယ်။အိမ်ထဲတွင်ဂျက်သည်ဖုန်းတန်ကိုကြားပြီးအပြင်ကကားတစ်စီးသို့လိုက်သွားပါတယ်။သူမသည်မှန်ကိုခွဲကနီကို၏ဖုန်းကိုယူလိုက်ရာ၎င်းမှစနစ်တွင်မှတ်ပုံမတင်ထားသောအမောင်ဈေးကွက်သုံး Black Market ဖုန်းဖြစ်နေကြောင်းသိရပါတယ်။ထိုဖုန်းရှိတစ်ခုတည်းသောအဆက်အသွယ်မှာအခြားမောင်ဟုတ်ဈေးကွက်သုံးဖုန်းတစ်လုံးဖြစ်ပါတယ်။မတ်တော့ကထိုနံပါတ်ကိုခေါ်လိုက်ရာတစ်ဖက်လူကသူမ၏အတန်ကိုကြားသည်နှင့်ဖုန်းချသွားပါတယ်။သို့သောဒီနေရာကိုခြေရာခံလိုက်နိုင်သဖြင့်ဂျက်သည်သူမ၏ပြန်တန်းနိုင်သောဆိုင်ကဖြင့်ထိုနေရာသို့သွားခဲ့ပါတယ်။ဆောင်းဆိုင်နေစဉ်အတွင်းနီကိုလိုဝဲချက်များထားရှိသည်ကိုခရစ်သိရှိထားကြောင်းမတ်တော့ကသဘောပေါက်သွားပြီးခရစ်၏အပြစ်ရှိနိုင်ခြင်းမှာ 0.8% အထိကျဆင်းသွားပါတယ်။ထိုဖုန်းကိုဟိုတယ်တစ်ခုတွင်တွေ့ရပြီးလူတဦးမှာနောက်ဖေးတကားမှာထွက်ပြေးရန်ကြိုးစားနေပါတယ်။ဂျက်နဲ့အခြားရဲနှုတ်ကပတ်ထရစ်ထွက်မပြေးနိုင်အောင်ပိတ်ဆို့ထားလိုက်ပါတယ်။သူသည်ရဲများကိုမြင်သောအခါအထက်သို့ပြေးသွားပြီးလိုက်လံဖမ်းဆီးမှုစတင်ပါတယ်။မတ်တော့ကသူ၏ကိုယ်ရေးမှတ်တမ်းကိုရှာကြည့်ရာသူသည်အိမ်လကပေးရန်နောက်ကျနေပြီးလူမှုပူလုံရေးလိမ်လည်မှုဖြင့်နှစ်ကြိမ်စစ်ဆေးခံထားသည့်စပုံမှုတအုပ်ဖြစ်ကြောင်းသိရပါတယ်။ရဲများသည်ပတ်ထရစ်ကိုဟိုတယ်အနှံ့လိုက်ဖမ်းတော်လဲသူသည်ကင်မရာမရှိသောနေရာသို့ထွက်ပြေးလွတ်မြောက်သွားပါတယ်။ထို့နောက်ဂျက်ကဒရုန်းတစ်စီးလွတ်လိုက်ရာပတ်ထရစ်ကိုခေါင်မိုးပေါ်တွင်တွေ့ရသဖြင့်ရဲများကလိုက်သွားကြတယ်။သူတို့သည်ပတ်ထရစ်ကိုဖမ်းမိသွားပါတယ်။ပတ်ထရစ်ကသူဘာမှမလုပ်ခဲ့ကြောင်းရဲများကသူ့ကိုသာအပြစ်တင်မိဆို၍ထွက်ပြေးခြင်းဖြစ်ကြောင်းပြောပြပါတယ်။ခရစ်ကနီကိုသည်အဘဲကြောင့်ဤကဲ့သို့သောလူမျိုးနှင့်ပတ်သက်ရသည်နည်းဟုသိကျင်နေပါတယ်။ပတ်ထရစ်ကသူသည်ခရစ်မပေးနိုင်သောအရာများကိုနီကိုပေးခဲ့သည်ဟုဆိုပါတယ်။သူသည်နီကိုနှင့်ချိန်တွေ့ခဲ့တော့လဲအခြေအနေမှာထိုထပ်ပိုမသွားခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။နီကိုသည်ပုဂ္ဂိုလ်ရေးအရာစကားပြောကျင်သောကြောင့်အမောင်ဈေးကွက်သုံးဖုန်းများကိုအသုံးပြုခဲ့ခြင်းဖြစ်ပါတယ်။မတ်တော့ကသူတို့ချိန်တွေ့ခဲ့သည့်ဗီဒီယိုများကိုရှာတွေ့ပြီးနောက်ထိုစကားမှန်ကန်ကြောင်းအတည်ပြုပါတယ်။ပတ်ထရစ်သည်တစ်နေ့လုံးနဲ့အလုပ်တွင်ရှိနေခဲ့သဖြင့်လူသက်သမားမဖြစ်နိုင်ပေ။ပတ်ထရစ်ကခရစ်ကိုမိသားစုကိုဂိမ်းမဆိုင်ဟုစူပူကနီကိုသည်သူမကိုနားထောင်ပေးမိသူနှင့်နှစ်သိမ့်ပေးမိသူကိုသာလိုချင်ခဲ့ခြင်းဖြစ်ကြောင်းပြောကြပါတယ်။သို့သောရဲကိုခုခံမှုဖြင့်ဂျက်ကသူ့ကိုဖမ်းဆီးလိုက်ပါတယ်။အချိန်53မိနစ်သာကျန်သောအချိန်တွင်ခရစ်၏အပြစ်ရှိနိုင်ခြင်းသည်68%သို့ပြန်တက်လာပါတယ်။အကြောင်းမှာခရစ်တွင်နီကိုကိုတက်ရန်အကြောင်းပြချက်မိုတီရှိနေသောကြောင့်ဖြစ်ပါတယ်။ထို့နောက်ခရစ်ကညနေတွင်နီကိုသည်သူကားထဲ၌ဝတ်ထားသောအရက်ပလင်းကိုတွေ့သောကြောင့်ထုတ်ဖော်ပြောဆိုပါတယ်။သူအရက်ပြန်တောက်နေသည်မှာတစ်နှစ်ခန့်ရှိပြီဖြစ်ပြီးမတ်တော့သည်နောက်ထပ်ဗီဒီယိုများကိုရှာဖွေလိုက်ပါတယ်။လွန်ခဲ့သောအချိန်အတန်ကြာကနီကိုသည်ခရစ်ဂိုဒေါင်ထဲတွင်အရက်တောက်နေသည်ကိုတွေ့ရှိခဲ့ပြီးခရစ်ကသူမကိုအော်ဟစ်ခဲ့ပါတယ်။ထိုအချိန်မှစ၍သူသည်အေးအစည်းအဝေးများတက်ရောက်ခဲ့ပြီးရော့နှင့်တွေ့ဆုံဟာခဏတာရက်ဖြတ်နိုင်ခဲ့ပါတယ်။သို့သောရေးသေဆုံးမှုကသူ့ကိုအကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်
အခြားဗီဒီယိုတစ်ခုတွင်ရေးနှင့်ခရစ်တို့သည်ကားတစ်စီးတက်ရှိရာဇဝတ်ကောင်ကိုဖမ်းရန်ပြင်ဆင်နေကြပါသည်ထိုအချိန်တွင်နီကိုကဖုံးဆက်လာသဖြင့်ရေးကခရစ်ကိုဖုံးပြောခိုင်းပြီးသူတဦးတည်းထွက်သွားခဲ့ပါသည်ကံမကောင်းစွာဖြင့်ရာဇဝတ်ကောင်ကရေးကိုပစ်ခတ်ပြီးသူ၏ကားဖြင့်ရဲကားကိုတိုက်ခါရေးကိုကြိတ်ချေခဲ့ပါသည်ခရစ်သည်ရေးကိုကားပေါ်တင်ကဆေးရုံသို့ပို့ဝေးမည်ဟုဂရီပေးခဲ့တော်လဲရာဇဝတ်ကောင်နောက်သို့လိုက်သွားခဲ့ပါသည်သူသည်ရာဇဝတ်ကောင်၏ကားကိုတိုက်လိုက်သဖြင့်ထိုကားမောက်သွားခဲ့သည်သို့သောရဲသည်ဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ပါသည်ခရစ်သည်ထိုလူကိုရေထဲအထိလိုက်ဖမ်းခဲ့တော်လဲနောက်ပိုင်းတွင်တရားရုံးကထိုလူကိုအပြစ်မရှိဟုဆုံးဖြတ်ခဲ့ပါသည်ထို့ကြောင့်ခရစ်သည်ထိုစဉ်ကသူ့ကိုပြစ်မသက်ခဲ့မိသည့်ကိုနောင်တရကမတ်တော့ကယင်းတို့ကိုစိတ်ဝင်စားပဲခရစ်၏တနေ့တာကိုပြန်မမိအောင်ကြိုးစားခိုင်းပါတယ်သူအလုတ်သို့ရောက်သောအခါရပ်ပလင်းမရှိတော့သဖြင့်နီကိုတွေ့သွားမှသိကအိမ်သို့ပြန်လာခဲ့ပါတယ်သူတို့အကြီးကျယ်ရန်ဖြစ်ကြပြီးခရစ်ကနီကိုကိုအမျက်တနိုးထားသည့်ပန်းအိုးကိုခွဲပစ်ခဲ့ပါတယ်ထိုဖန်ခွဲသားများကြောင့်နီကိုတွင်ဒဏ်ရာရကခရစ်၏အဝတ်တွင်သွေးစွန်းခဲ့ခြင်းဖြစ်ပါတယ်ထိုနောက်ပိုင်းဖြစ်ပျက်ခဲ့သည်ကိုသူမမှတ်မိတော့ပါဘူးသူတကယ်ပဲတက်ခဲ့မိသလားဟုခရစ်ကတန်တရားဝင်လာပါတယ်မတ်တော့ကသူ့တွင်43မိနစ်ကျန်သေးကြောင်းတတိပေးပါတယ်နီကို၏အဆက်အသွယ်များကိုကြည့်ပြီးနောက်ခရစ်သည်ထောင်ထဲရှိပတ်ထရစ်ဖုန်းကိုဇက်ကနီကိုတွင်ပြဿနာတစ်ခုခုရှိသလားဟုမေးပါတယ်ပတ်ထရစ်ကသူမ၏အလုပ်တွင်ဓာတုပစ္စည်းများပျောက်ဆုံးနေသဖြင့်လောက်ဖို့ကင်ဘက်များကိုစောင့်ကြည့်နေရသောကြောင့်စိတ်ဖိစီးမှုများနေကြောင်းပြောပြပါတယ်နီကို၏အလုံးမှတစုံတဦးဖြစ်နိုင်မလားဟုခရစ်တွေးတော်လဲမတ်တော့ကသူတို့အားလုံးသည်တနင်္ဂနွေနေ့ပါတီပြီးကြတဲ့ကထိုရက်ကွက်တွင်မရှိတော့ကြောင်းထောက်ပြပါတယ်ခရစ်သည်ဂျက်ကိုနီကိုအလုပ်လုပ်သည့်ဘေကင်းသင်္ဘောချင်းသို့လွှတ်လိုက်ပါတယ်ထိုအတော်တွင်သူသည်ပါတီဗီဒီယိုများကိုကြည့်ကာနီကို၏လုပ်ဖော်ကိုင်ဘက်များကိုရှာဖွေတွေ့သွားပါတယ်သို့သောမတ်တော့ကသူတို့အားလုံးတွင်အလီပိုင်ပြစ်မှုကျွလွန်မှုအချိန်တွင်အခြားနေရာ၌ရှိနေကြောင်းသက်သေရှိသည်ဟုဆိုပါတယ်ခရစ်ကအိမ်နီးချင်း၏ကင်မရာကိုစခိုင်းအား၎င်းမှာလိုင်းပြတ်တောက်နေသဖြင့်မှတ်တမ်းတင်နေသည်ဖြစ်ပါတယ်နောက်ပိုင်းတွင်ခရစ်သည်ပါတီသို့ကားဖြင့်လာသူများကိုစစ်ဆေးရာရော့ကီကားထဲတွင်လူ3ဦးပိုနေသည်ကိုသတိပြုမိပါတယ်ခရစ်ကရော့ကိုဖုံးဆက်ပြီးညီသူတို့ကိုလိုက်ပို့တယ်လဲဟုမေးလိုက်ပါတယ်ရော့ကနာမည်များပြောပြပြီးထိုလူများထဲမှမြည်သူမြည်များနှင့်အတူပြန်မလာခဲ့ကြောင်းပြောပါတယ်ခရစ်သည်ဘရစ်၏ဗီဒီယိုကိုထပ်မံစစ်ဆေးရာဘရစ်စိတ်ဆိုးပြီးအော်ဟစ်နေခြင်းတွင်ခရစ်မှာအလုံး၌ရှိနေသောကြောင့်နီကိုကိုငိုအောင်လုပ်သူမှာသူမဟုတ်နိုင်ကြောင်းသိလိုက်ရပါတယ်ယခုကဘရစ်သည်မျက်မြင်သက်သေဖြစ်နိုင်သဖြင့်မတ်တော့ကခရစ်ကိုသူမထံဖုံးခေါ်ခွင့်ပြုလိုက်ပါတယ်ဘရစ်သည်ခရစ်အဖမ်းမခံရသည့်ဗီဒီယိုကိုမြင်ပြီးခရစ်ခိုးတောင်းနေသည်ကိုသိသွားသဖြင့်စိတ်ဆိုးလိုက်ပါတယ်လူတိုင်းကခရစ်ကိုအပြစ်ရှိသည်ဟုထင်နေကြသဖြင့်သူမှလည်းတန်တရားဝင်နေပါတယ်သူမ၏အဖိုးကဖုံးချရန်ကြိုးစားတော်လဲမတ်တော့ကတရားစီရင်မှုရဲ့အစိတ်အပိုင်းဖြစ်၍တားမြစ်ထားပါတယ်ခရစ်ကဘရစ်ကိုညကဘာကြားခဲ့တဲ့ဟုမေးရာသူမကနီကိုငိုတဲ့နဲ့အိမ်ထဲတွင်ထူးဆန်းသောအသံများကြားရကြောင်းပြောပြပါတယ်ဘရစ်၏ဆိုရှယ်မီဒီယာဗီဒီယိုတွင်သူမအိမ်ထဲ၌အတန်ရှာနေစဉ်မြေအောက်ခန်းတကာပွင့်နေသည်ကိုခရစ်သတိပြုမိပါတယ်သူတို့သည်ထိုတကားကိုဘယ်တော့မှမဖွင့်ပါဘူးမတ်တော့ကိုဗီဒီယိုကိုကြည်လင်အောင်လုပ်ခိုင်းရာတကားလက်ကင်ပေါ်တွင်လက်တစ်ဖက်ကိုတွေးလိုက်ရပါတယ်ပါတီလာသူတဦးသည်အိမ်ပြန်မသွားဘဲမြေအောက်ခန်းတွင်2ရက်ကြာပုန်းနေခဲ့ခြင်းဖြစ်ပါတယ်ထိုသူကိုသိရှိနိုင်နီကိုကုမ္ပဏီ၏စာပေါ်များကိုစစ်ဆေးရာတစုံတဦးသည်လွန်ခဲ့သော6လတွင်ဓာတုပစ္စည်းကီလို300ပျောက်ဆုံးမှုကိုဖုံးကွယ်ရန်သင်းများကိုလိမ်လည်ထားကြောင်းသိရပါတယ်ထိုဓာတုပစ္စည်းမှာရူရီးယားဖြစ်ပြီးအနီရောင်စုံများတွင်ခေတ်စားသောတရားမဝင်မူးယစ်ဆေးပြန်ပြုလုပ်ရာတွင်အသုံးပြုပါတယ်နီကိုကိုစိတ်ကန်းတွင်တွေ့ဆောင်ရပို့ထားသောလိုဝက်အီးမေးလ်တစ်ခုကိုတွေ့ရသဖြင့်ခရစ်ကလုံခြုံရေးဗီဒီယိုကိုရှာကြည့်ပါတယ်နီကိုသည်ဟော့နှင့်စကားများနေပြီးဟို့ကရဲကိုမတိုင်ရန်တောင်းပန်နေပါတယ်သူမကညှင်းဆိုလိုက်သဖြင့်ဟို့ကဒေါသတကြီးဖြစ်ပြီးသူ၏ပစ္စည်းများကိုပြစ်ခောက်လိုက်ပါတယ်ဟို့၏အီးမေးလ်များကိုကြည့်ရာသူသည်အလောင်းကစားဆွဲနေပြီးအကျွေးများတင်နေကြောင်းရော့ကသူတို့ငွေကြေးကူညီနေရကြောင်းသိရပါတယ်ယခုကခရစ်၏အပြစ်ရှိနိုင်ခြင်းမှာ94.8%ရာခိုင်နှုန်းသို့ကျဆင်းသွားပါသည်ခရစ်သည်ရော့ထံဖုံးဆက်တော်လဲဟိုးကကန်လိုက်ပါတယ်ဟိုးသည်ရော့ကိုလိုက်ရှာနေသည့်အခါမှာလည်းမတ်တော့ကလူတက်မှုဖြစ်ပွားချိန်တွင်ဟိုးရှိနေသည့်နေရာကိုရှာမတွေ့ပါဘူးခရစ်ကအိမ်နီးချင်း၏ကင်မရာကိုထပ်စစ်ဆေးခိုင်းရာချုံပုတ်ထဲတွင်လှောက်ရှားမှုတစ်ခုကိုတွေ့ရတော့လဲဗီဒီယိုမှာအပြည့်စုံတက်မလာသေးပါဘူးမကြာမီမှာဟိုးကရော့ကိုရှာမတွေ့ကြောင်းပြန်ပြောပြပါတယ်ခရစ်ကဟိုးကိုဓာတုပစ္စည်းများခိုးယူသည်ဆွဆွဲရာဟိုးကအမှန်တရားကိုဖွင့်ပြောလိုက်ပါတယ်ဓာတုပစ္စည်းခိုးသူမှာရော့ဖြစ်ပါတယ်ဟိုးသည်ရော့၏ကျေးဇူးကိုကူညီခဲ့ခြင်းဖြစ်ပါတယ်ရော့သည်ထရက်ကားတစ်စီးဖြင့်ထွက်သွားကြောင်းသိရပါတယ်ရော့သည်မနေ့ကအလုံးမစင်းခဲ့ပဲနောက်ဆုံးတွေ့ခဲ့သည်မှာပါတီနေ့ကဖြစ်ပါတယ်ထိုနေ့ကရော့သည်ဟိုးကိုအခြားသူများကိုလိုက်ပို့ခိုင်းပြီးသူကတော့ခဏနေကုန်မယ်ဟုပြောခဲ့ပါတယ်မတ်တော့ကပျောက်ဆုံးနေသောထရက်ကားကိုခြေရာခံပြီးဂျက်ကိုလိုက်ခိုင်းခဲ့ပါတယ်ရော့တွင်တန်တဲ့လိုင်းစဉ်ရှိသည်ကိုခရစ်သတိရသွားပါတယ်တစ်ချိန်တည်းမှာပင်အိမ်နီးချင်း၏ကင်မရာဗီဒီယိုတက်လာပြီးရော့သည်အိမ်နီးချင်း၏ကားနောက်ဖုံးထဲမှထွက်လာသည်ကိုတွေ့ရပါတယ်
ယခုအခါခရစ်၏အပြစ်ရှိနိုင်ခြင်းမှာ93.4 ရာခိုင်နှုန်းသို့ကျဆင်းသွားသဖြင့်ခရစ်ဒေါသထွက်သွားပါတယ်။သူသည်မတ်တော့နှင့်အခြေအတင်ငင်းခုန်ရာမတ်တော့ AI မှာခဏတာချိုးယွင်းမှုဖြစ်သွားပါတယ်။အချိန်19မိနစ်သာကျန်တော့သည့်အချိန်တွင်ခရစ်သည် Rob ၏အိမ်သို့ရဲများကိုလွှတ်လိုက်တော့လဲ Rob ကိုမတွေ့ရပေ။ Rob သည်ကားထဲကခြေရာခံစနစ်ကိုဖြုတ်ပြီးအိမ်တွင်ထားခဲ့ခြင်းဖြစ်ပါတယ်။ Rob သည်ကားနံပါတ်ပြားများကိုလည်းဖြုတ်ထားပြီးရဲများသည် Rob ၏အိမ်တွင်ပုံဖြတ်ထားသောဓာတ်ပုံတစ်ပုံနှင့်ဘုံပြုလုပ်နည်းစာအုပ်ကိုတွေ့ရှိရပါတယ်။ Rob သည်ဓာတုပစ္စည်းများကိုရောင်းရန်မဟုတ်ဘဲဘုံလုံးရန်အသုံးပြုနေခြင်းဖြစ်ပါတယ်။ရုတ်တရက်ကင်မရာများကထရပ်ကားကိုမြို့ထဲတွင်တွေ့ရှိလိုက်ရပါတယ်။တစ်ချိန်တည်းမှာပင်မတ်တော့ကဓာတ်ပုံဟောင်းကိုပြန်လည်ပြုပြင်ရာထိုဓာတ်ပုံထဲမှာအခြားကောင်လေးမှာမက်ဆီစီမံကိန်း၏ပထမဆုံးသေဆုံးသူဒေးဗစ်ဖြစ်နေကြောင်းတွေ့ရပါတယ်။ဒေးဗစ်နှင့် Rob တို့သည်ညီအကိုများဖြစ်ကြပါတယ်။ Rob သည်ကလပ်သားချေရန်အတွက်ခရစ်ကိုရည်ရွယ်ချက်ရှိချင်းကပ်ခဲ့ခြင်းဖြစ်ပါတယ်။ဘုံမှာတရားရုံးသို့ဦးတည်နေပါတယ်။ drone ကင်မရာအရ Rob သည်တစုံတဦးနှင့်စကားပြောနေတော့လဲဘေးကလူကိုမမြင်ရပေ။ခရစ်က Brit ထံဖုန်းဆက်ရာအဖိုးဖြစ်သူက Brit အပြင်ထွက်သွားသည်ဟုဆိုလိုက်ပါတယ်။အဖိုးအဖွားအိမ်ကကင်မရာကိုစစ်ကြည့်ရာ Rob က Brit ကိုပြန်ပေးဆွဲသွားခြင်းဖြစ်ကြောင်းသိလိုက်ရပါတယ်။ထိုအချိန်တွင် Rob ၏ဂိုဒေါင်ရှိဘုံပေါက်ကွဲပြီးရဲများသာသေဆုံးကုန်ပါတယ်။ခရစ်သည်ဂျက်ကိုဆက်သွယ်တော့လဲမရပါဘူး။မတ်တော့ကထရပ်ကားထဲရှိဘုံသည်မြို့တစ်မြို့လုံးကိုဖျက်ဆီးနိုင်သည်ဟုဆိုလိုက်ပါတယ်။ဂျက်ကခရစ်တန်ဖုံးဆက်ပြီးသူမအဆင်ပြေကြောင်းနဲ့ကားနောက်ကိုလိုက်နေကြောင်းပြောပြလိုက်ပါတယ်။ယခုအခါမှာခရစ်၏အပြစ်ရှိနိုင်ခြင်းမှာ0%သို့ရောက်သွားပြီဖြစ်ပြီးမတ်တော့ကတရားစီရင်မှုကိုရက်ချင်တော့လဲခရစ်က Rob ကိုတားဆီးရန်စနစ်ကိုဆက်လက်သုံးစွဲနေသဖြင့်ညှင်းဆိုလိုက်ပါတယ်။အချိန်9မိနစ်သာကျန်တော့ပြီးကလထိုင်ကသူ့ကိုတတ်နိုင်သည်ဟုမတ်တော့ကသတိပေးတော့လဲခရစ်ကမြို့ကိုကယ်တင်ရန်သာအာရုံစိုက်ထားလိုက်ပါတယ်။ဤစိတ်ခံစားမှုဆိုင်ရာယုတ်တိဗေဒကြောင့်မတ်တော့ကချိုးယွင်းသွားပြီးခရစ်ကအများကောင်းကျိုးအတွက်အတူတူလှုပ်ဆောင်ရန်သူမကိုနားချလိုက်ပါတယ်။ရဲကားများသည်ထရပ်ကားနားသို့လိုက်နေကြပါတယ်။ Rob သည်တရားပေါ်တွင်ရဲများကိုတိုက်ခိုက်ခါအရှိန်ပြင်းစွာမောင်းနှင်နေပါတယ်။ Jack သည် Rob ကိုပြစ်တက်ရန်အမိန့်ပေးတော့လဲခရစ်က Brit ကားထဲတွင်ပါနေသည်ကိုသတိပေးလိုက်ပါတယ်။သို့သောမတ်တော့ကမြို့ကိုကယ်တင်ရန်ထိုနည်းလမ်းမှာအကောင်းဆုံးဟုဆိုလိုက်ပါတယ်။ဘုံခွဲရန်လွတ်လိုက်သောအဝေးထိန်းကားမှလည်းအလုံးမလုံးပါဘူး။အချိန်4မိနစ်သာကျန်တော့တဲ့မတ်တော့ကမြို့သူမြို့သားများကိုဘေးလွတ်ရာသို့ရှောင်ခိုင်းလိုက်ပါတယ်။ Jack သည်ထရပ်ကားရှိမှပြန်တမ်းပြီးကြည့်ရာ Brit ကိုတွေ့လိုက်ရပါတယ်။ Rob ကဒေးဗစ်မှာအပြစ်မရှိကြောင်းအော်ဟစ်နေစဉ် Jack ကတနက်ဖြန်ပစ်လိုက်ရာသူမ၏ဆိုင်ကယ်တိမ်းမောက်သွားပါတယ်။ထရပ်ကားသည်တရားရုံးအဆောက်အုံထဲသို့ဝင်တိုက်မိသွားပြီးတစ်ချိန်တည်းမှာပင်ကလထိုင်ကခရစ်ကိုတက်ရန်ပြင်ဆင်နေပါတယ်။လျှက်စစ်များပြတ်တောက်သွားသဖြင့်မတ်တော့ကပြန်မဖြေနိုင်ပြီဖြစ်နေပါတယ်။10စက္ကန့်သာလိုတော့အချိန်တွင်မတ်တော့ကပြန်တက်လာပြီးတရားစီရင်မှုကိုအချိန်မီရပ်တန့်လိုက်ပါတယ်။ခရစ်သည်အောက်ထပ်သို့ဆင်းသွားပြီး Rob ကိုဖြောင်းပြရန်ကြိုးစားပါတယ်။ Rob ကဖောက်ခွဲရေးခလုတ်ကိုကင်ထားပြီးမတ်တော့ကစခရင်ပေါ်တွင်ပေါ်လာပြီးဒေးဗစ်၏အပြစ်မရှိကြောင်းသက်သေပြရန်အခွင့်အရေးပေးမည်ဟုဆိုကာ Rob ကိုအာရုံပြောင်းစေပါတယ်။ထိုအချိန်တွင် Brit က Rob ကိုတက်ခိုက်ပြီးထွက်ပြေးသွားပါတယ်။ Chris နဲ့ Rob တို့လုံးထွေးတပ်ပုတ်ကြပြီး Chris ကဖောက်ခွဲရေးခလုတ်ကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။ Chris က Rob ကိုတနက်ဖြန်ချိန်ထားတော့လဲ Brit ကမပြည့်ရန်တောင်းပန်ပါတယ်။ Rob ကဒေးဗစ်သည်အပြစ်မရှိကြောင်းနဲ့သူသည်ရဲစခန်းသို့ဖုန်းဆက်ခဲ့ကြောင်းပြောလိုက်ပါတယ်။ထိုစဉ် Jack ရောက်လာပြီး Rob ကိုပြစ်လိုက်ပါတယ်။ Rob ကသူသည်စခန်းကအမျိုးသမီးတဦးနဲ့စကားပြောခဲ့ပြီးသူမကဒေးဗစ်၏ဖုန်းမှတ်တမ်းကိုစစ်ပေးမည်ဟုကတိပေးခဲ့ကြောင်းပြောပြလိုက်ပါတယ်။မတ်တော့ကစစ်ဆေးကြည့်ရာတစုံတဦး၏ဒေးဗစ်၏ဖုန်းမှတ်တမ်းကိုတကယ်ပင်စစ်ဆေးခဲ့ကြောင်းတွေ့ရပါတယ်။ဒေးဗစ်ကိုဖမ်းဆီးခဲ့သူမှာ Jack ဖြစ်ကြောင်းခရစ်မှတ်မိသွားပါတယ်။ Jack သည်တက်တည်ဖြစ်သောဖုန်းကိုမြစ်ထဲသို့ပစ်ချခဲ့ခြင်းဖြစ်ပြီး Jack ကသူမသည်မက်ဆီစီမံကိန်းအောင်မြင်ကြောင်းတက်တည်ပြရန်နဲ့မြို့ကိုလုံခြုံစေရန်ထို့သို့လုပ်ခဲ့ခြင်းဖြစ်သည်ဟုဝန်ခံလိုက်ပါတယ်။ခရစ်ကမြို့အတွက်လိုအပ်သည်မှာတရားမျှတမှုသာဖြစ်သည်ဟုဆိုကာ Jack ကိုဖမ်းဆီးခိုင်းလိုက်ပါတယ်။ဇက်သိန်းတွင်ခရစ်သည် Brit နှင့်ပြန်လည်ဆုံတွေ့လိုက်ပြီးမတ်တော့ AI သည်သူမအပြစ်မရှိသူကိုတတ်မိခဲ့မှန်းသိရှိသွားပြီးနောက်နောင်တရနေပါတယ်။ခရစ်ကလူသားများကဲ့သို့ပင် AI များသည်လည်းမတ်တက်ပြီးထိုအမားများမှသင်ခန်းစာယူရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။